မွေမင်္ဂလာပါဗျာကျွန်တော်ကတော့ဆရာဟိမွန်တာပါကျွန်တော်ရဲ့မိတ်ဆွေတွေကိုတပတ်တာတွေ့ကြုံမဲ့ကံကြမ္မာတွေဆောင်းရမ်းချောင်းရမ်းတွေကိုဟောကြားပေးတဲ့အာချနာတဲတော်ဟောဆန်းအစီအစဉ်ဖြစ်ပါတယ်ဒီတပတ်တာအတွက်တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ဟောဆန်းအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်မိတ်ဆွေတွေကိုမိတ်ဆက်ပေးနေတာကကျွန်တော်ဒီမှာပေးတဲ့မေးမြန်းချင်တာတွေအစီအရေရာပြုလုပ်ချင်တာတွေအတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်3996343133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အစီအရင်တွေပြုလုပ်ခြင်းနဲ့အခြေရေးအတွက်အစီအရင်အိမ်တော်ရေးတဲ့အစီအရင်တွေတချို့ကအိမ်ရောက်ထွက်ခြင်းနဲ့ကားရောက်ထွက်ခြင်းနဲ့ဘလို့အစီအရင်ကိစ္စတွေပဲဖြစ်ဖြစ်တနစ်စာပေးမေးမြန်းခြင်းတာတွေကိုယ့်ရဲ့ personal အရာတီးတန့်တည်ခြင်းနဲ့မေးခွန်းတွေမေးမြန်းခြင်းတာတွေအတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်39963433နော်34လုံး133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ဥစွာအနေနဲ့အခုတနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြက Ambrose လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်။ Ambrose လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်ဒီတစ်ပတ်တာကာလထဲမှာတနင်္ဂနွေသားသမီးတွေနဲ့ကိုလှုပ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကိုမျှော်မှန်းထားတဲ့အရာတွေကိုရရှိမယ်ရဖို့အတွက်လည်းလုံးဝကိုမြင်နေရပြီလမ်းစာတွေပေါ်နေပြီကိုလိုချင်တဲ့အတိုင်းလဲပုံပေါ်ဖို့အတွက်ကို့မှာစိတ်ဓာတ်ပိုင်းဆိုင်ရာတွေလူပိုင်းတွေငွေကြေးပိုင်းတွေအရာရာဟာပြီးပြည့်စုံတဲ့အခြေအနေတစ်ခုမှရောက်ရှိနေပြီလို့ပြောထားတာပါပဲဒီတစ်ပတ်တာကာလထဲမှာမိမိကနေပြီးတော့ကိုယ့်ရဲ့စိတ်ကိုရည်ရွယ်ထားတဲ့အရာကိုအမှန်ကန်ဆုံးအမြန်ဆုံးပုံပေါ်ဖို့ပဲလိုပါတယ်အမှန်ကန်ဆုံးဆိုတဲ့အရာတွေမှာတစ်ခုရှိတာကကိုကမယိုးမသားတဲ့စိတ်မျိုးတွေနဲ့ပုံဖော်ခြင်းမျိုးကိုတော့လုံးဝကိုတဲတော်နမိတ်ကတားမြစ်ထားပါတယ်ကိုမှကိုလိုချင်တဲ့အရာကိုပုံဖော်ခြင်းမှာသူတစ်ပါးကိုချနင်းလိုက်တယ်သူတစ်ပါးကိုနင်းချပြီးတော့မှသွားမယ်အဲ့ဒီလိုအရာမျိုးဆိုရင်တော့အစင်မပြေနိုင်ဘူးလို့တဲတော်ကပြောဆိုထားတာပါအဲ့တော့ဒီတစ်ပတ်တာကာလထဲမှာတနင်္ဂနွေသားသမီးဝန်ထမ်းတွေအခြေခံလူတန်းစားတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာယာတုတို့တာမျိုးဝင်ငွေကောင်းရရှိတာမျိုးတွေဖြစ်ဖို့ရှိတယ်လို့အထက်လူကြီးတွေကနေပြီးတော့အမြင်တွေပြောင်းလဲပြီးတော့ကိုခွင့်လန်းတွေအခွင့်အရေးတွေပေးခြင်းမျိုးကိုရရှိဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာပိုင်ဆိုင်မှုကြီးကြီးမားမားနဲ့ရလက်ပိုင်းကြီးမားမားဖြစ်ဖို့ရှိတဲ့ကာလလို့ပြောလို့ရပါတယ်။ဒီကာလအရင်နေနဲ့မတူဘဲနဲ့ကိုယ့်စီကိုရလက်ပိုင်းနဲ့ပတ်သက်ရင်အရန်ကိုတိတိတသာနဲ့ရရှိမဲ့ကာလလည်းဖြစ်ပါတယ်။ပြီးတော့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလမှာနိုင်ငံခြားခီးသွားခြင်းတဲ့သူတွေဆိုရင်စတင်ဖို့အကောင်းဆုံးသောကာလလို့ပြောလို့ရပါတယ်။ဒီကာလမှာစတင်ခြင်းဟာကိုယ့်အတွက်အဆက်အသွယ်တွေတေချာချိတ်မိမယ်ကိုလှုပ်ဆောင်လိုက်တဲ့အရာကမှန်ကန်တဲ့လှုပ်ဆောင်မှုတွေဖြစ်မယ်ဆုံးဖြတ်တာတွေရွေးချယ်လိုက်တာတွေအရာအလုံးဟာအစဉ်ချောစေတဲ့ကာလပြီးတော့ဒီကာလထဲမှာနိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအများဆုံးစတင်တဲ့တယ်ပညာရေးနဲ့ပတ်သက်ရင်တနင်္ဂနွေသားသမီးတွေဒီတစ်ပတ်တာကာလထဲမှာအမေကဲ့သို့ပုဂ္ဂိုလ်မိဘအဲ့ဒီလူမျိုးတွေကြောင့်ကိုရည်ရွယ်တဲ့လမ်းကြောင်းတွေပြတ်ပြားတတ်တယ်အဲ့တော့ရည်ရွယ်တဲ့လမ်းကြောင်းတွေပြပြသွားလို့အားလျှော့ရမှာလားအားမလျှော့နဲ့ပြန်ပြီးတော့စတင်ပြန်ဆင်ပြေပါလိမ့်မယ်ပြီးတော့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီဘက်တာကာလာထဲမှာလူမှုရေးအတိုက်ခိုက်နည်းနည်းမဟုတ်တော်တော်များများရှိတယ်ဒါပေမဲ့အဲ့ဒီအတိုက်ခိုက်တွေကိုကိုယ်အနေနဲ့ခေါင်းနဲ့ထည့်ထားစရာမလိုဘူးအဲ့ဒီအတိုက်ခိုက်တွေကသူတို့ကသူတို့တိုက်ခိုက်မယ်သူတို့ကသူတို့ပြီးပြတ်သွားလိမ့်မယ်ကိုကအဲ့ဒီကိစ္စကိုလစ်လူရှူထားဖို့ပဲလိုတယ်ကိုလုံးစရာရှိတာကိုပုံမှန်အတိုင်းလေးပဲလုပ်နေအဲ့ဒီကိစ္စတွေကပြည်လည်သွားမဲ့ကာလဖြစ်ပါတယ်ဒီတစ်ပတ်တာကာလထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ငွေကြေးနဲ့ပတ်သက်ရင်ငွေဝင်ကောင်းမဲ့ကာလလို့ပြောလို့ရပါတယ်ဒီကာလထဲမှာငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်ခြင်းတဲ့သူတွေဆိုရင်ရာခိုင်နှုန်း80လောက်ထိကောင်းတဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်မဲ့သူတွေစတင်တဲ့လောက်ကင်တဲ့ကာလဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအနေနဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာ1 byte နဲ့ပတ်သက်တဲ့ဝေဒနာလေးဂိမ်းဆိုင်ပြီးကိုလိုအပ်ပါတယ်ငယ်ရွယ်သူတနင်္ဂနွေသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်ဟာကိုချစ်သူနဲ့ကိုနဲ့ကြားမှာကြားဝင်ဆုံးဖြတ်စရာကိစ္စတစ်ခုကြားဝင်လာတဲ့အရာတစ်ခုကြောင့်ခေါင်းခဲမဲ့ကာလဒီကာလထဲမှာလုံးဝကိုချစ်သူနဲ့ကိုနဲ့ကြားမှာအပေးယူတွေမျှနေတဲ့အစဉ်ပြေနေရာကနေပြီးတော့ဒီကာလဟာကိုနဲ့ကိုချစ်သူကြားမှာကြားဝင်လာတဲ့အရာကြောင့်စိတ်ပင်ပန်းနွမ်းနေရမယ့်ကာလဖြစ်ပါတယ်အိမ်အောင်တဲ့တနင်္ဂနွေသားသမီးတွေနေတယ်အဲ့ဒီအတိုင်းပါပဲဒီကာလထဲမှာကြားဝင်တဲ့အရာမျိုးတွေကြောင့်တဝင်တိုးစရာကိစ္စတွေကြောင့်အိမ်အောင်ကြီးမှာအနှဲငယ်ပြိပခါဖြစ်ဖို့ရှိတဲ့ကာလဖြစ်ပါတယ်တ
ထီထိုးမယ်ဆိုတော့တနင်္ဂနွေသားသမီးတွေနဲ့3နဲ့6ကိုပေါအောင်ထိုးပေးပါရေတရာအနေနဲ့ကအသက်အရွယ်ကြီးတဲ့သူတို့ကိုစေဝါဒါနာပြုလှူဒန်းပြီးတော့မိမိရဲ့လူအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ဒီကလာထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ကိုယ့်ရဲ့လူအင်ဆန္ဒတွေအများဆုံးပြည့်ဝပြီးတော့မကောင်းတဲ့အရာတွေကင်းကွာစေမှာဖြစ်ပါတယ်ဒီကလာထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့အဓိကကငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အရန်ကိုတည်ရတာဝင်ငွေကောင်းမဲ့ကာလဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအလှူဒန်းတွေပေးရနိုင်ပါစေဒီရရှိတဲ့ငွေကြေးပိုင်းတွေများများဆဆရရှိပြီးတော့တချို့တွေဆိုလည်းမိဘကိုလုံကျင်းနေတဲ့သားသမီးတွေဆိုလည်းမိဘကိုလုံကျင်းပြုစုနိုင်ပါစေအလှူဒန်းတွေကြီးကြီးမားမားတွေပေးကမ်းနိုင်ပါစေဆိုပြီးတော့အခုဒီတနင်္ဂနွေသားသမီးတွေရဲ့ဟောဆန်ဖိုင်မှာထည့်သွင်းပြီးတော့မိမိတို့အနေနဲ့တောင်းစုပြုလို့ရပါတယ်ကွန်မန့်မှာမိမိတို့ရဲ့လူရင်းဆန္ဒတွေကိုထည့်သွင်းဆုတောင်းပေးပါဒီကာလဟာတနင်္ဂနွေသားသမီးတွေအနေနဲ့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်အဓိကပြည်လည်စေမယ့်ကာလဖြစ်ပါတယ်အခုဟောကြားပေးသွားတာကတနင်္ဂနွေသားသမီးတွေအတွက်ပဲဖြစ်ပါတယ်ဗျာဟောဗျာကျွန်တော်ကတော့ဆရာဟိမွန်နာပါကျွန်တော်ဆရာဟိမွန်နာပြည်နေရတဲ့အပေတွေဆရာဟိမွန်နာတစ်တော်အကောင့်တွေကနေပြီးတော့9ရက်သားသမီးတွေတပတ်တာတွေ့ကြုံမဲ့ကံကြမ္မာတွေစောင်းရန်ရှောင်းရန်တွေဟောကြားပေးနေတဲ့အာဂျနာတဲတော်ဟောဆန်းစီစဉ်ဖြစ်ပါတယ်အခုကတနင်္လာသားသမီးတွေအတွက်ဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလထဲမှာတနင်္လာသားသမီးတွေအတွက်စောင်းရန်ရှောင်းရန်တွေကိုဟောကြားပေးမှာဖြစ်ပါတယ်ဟောဆန်းစီစဉ်လေးမစတင်ခင်မှာဒီတစ်ပတ်တာကာလထဲမှာပဲဖြစ်ဖြစ်မိမိရဲ့ဒီတလတာတစ်နှစ်စာကိုယ့်ရဲ့ကံကြမ္မာတွေကိုတီးတန့်အနေနဲ့မေးမြန်းခြင်းနဲ့ပြည်ရင်ဟောဆန်းတွေရယူခြင်းနဲ့တချို့ကြတော့အစီအရေတွေကပြုလုပ်ခြင်းတာအခြေအတွက်အစီအရင်တွေအိမ်တော်ကြီးအတွက်အစီအရင်တွေအိမ်အောင်ထွက်ဖို့ကားရောက်ထွက်ဖို့စသဖြင့်အစီအရေတွေကပြုလုပ်ခြင်းတဲ့မိတ်ဆွေတွေရောပြည်ရင်ဟောဆန်းမေးမြန်းခြင်းတဲ့မိတ်ဆွေတွေရောကျွန်တော်ရဲ့ဖုန်းနံပါတ်3992634133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေလာရောက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်တခြားနေရာကနေပြီးတော့ဆက်သွယ်မေးမြန်းတာမျိုးတွေကျွန်တော်ဝင်မကြည့်ဖြစ်လို့ပါ Viber 3992633333ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေရဲ့တပတ်တာတွေ့ကြုံမဲ့ကံကြမ္မာတွေကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်တနင်္လာသားသမီးတွေအနေနဲ့ဒီတပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကတဖူးလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်တဖူးလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေနဲ့ဒီကာလထဲမှာမိမိလုပ်ချင်တဲ့အရာတွေဖြစ်ချင်တဲ့ဆန္ဒတွေအဲ့ဒီအရာတွေကနည်းနည်းလေးဝေဝါးတရားအောင်ဖြစ်နေတာမျိုးဒီကာလထဲမှာဝေဝါးနေတယ်ဆိုပေမဲ့ကိုကလုံးဝကို့မှာဝေဝါးတဲ့အပိုင်းကစီမံချက်မရှိဘူးပလန်မရှိဘဲနဲ့ဒီတိုင်းသွားနေတဲ့သူတွေနဲ့အထူးကသက်ဆိုင်တယ်မိမိမှာကပလန်တွေရေးဆွဲထားတယ်စီမံချက်တွေကိုကိုယ်ကသေချာပုံဖော်ထားတယ်ဘယ်လိုပြီးရင်ဘာလုပ်မယ်ဘာပြီးရင်ဘာလုပ်မယ်အဲ့လိုမျိုးစဉ်းစားထားတဲ့သူမျိုးတွေဆိုရင်ဒီကာလထဲမှာအစိုးရပြောတဲ့ဝေဝါးတယ်ဆိုတဲ့အရာတွေနဲ့တွေ့ကြုံရရင်တော့နောက်မဆုံးနဲ့ကိုလုပ်ချင်တဲ့အရာကိုပဲကိုပုံဖော်ထားတဲ့အတိုင်းကိုရေးဆွဲထားတဲ့အတိုင်းဆက်လက်ပြီးတော့ပုံဖော်နေဖို့ပဲတဲတော်ကတိုက်တွန်းထားပါတယ်ပြီးတော့တနင်္လာသားသမီးဝန်ထမ်းတွေအခြေခံလူရန်စားတွေအနေနဲ့ဒီကာလဟာမသွားကျင်တဲ့ခီးမျိုးမသွားကျင်တဲ့လုပ်ငန်းမျိုးတွေကိုသွားတတ်တယ်အဲ့မသွားကျင်တဲ့ခီးမသွားကျင်တဲ့လုပ်ငန်းဆိုတဲ့အရာတွေမှာမိမိအနေနဲ့တောင်မှတကယ်အဲ့ဒီဟာကအဆင်ပြေရဲ့လားသွားတာကမှန်ရောမှန်ရဲ့လားအဲ့ဒီလိုဝေဝါးစေတဲ့အရာမျိုးတွေနဲ့သွားရခြင်းမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ရလက်ပိုင်းနဲ့ပတ်သက်ရင်ကြတော့ရှေ့မှာပြောခဲ့သလိုကိုရည်ရွယ်ထားတဲ့စီမံထားတဲ့စီမံကိန်းတိုင်းစီမံချက်တွေအတိုင်းပုံဖော်ဖို့ပဲဖြစ်ပါတယ်ပြီးတော့တနင်္လာသားသမီးကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်းအဲ့ဒီအတိုင်းပါပဲမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာဆက်ပြီးတော့ဒီလုပ်ငန်းကိုဆက် run တဲ့မှန်တယ်ကိုဒီလုပ်ငန်းကိုဆက်လုပ်တာကငွေကြေးပိုင်းဆိုင်ရာတွေအားထည့်တာပဲဖြစ်စေဆက်ပြီးတော့ရင်းနှီးတာပဲဖြစ်စေအဆင်ပြေပါမလားအဲ့ဒီလိုမျိုးတွေးဝေစရာတွေပေါ်တတ်ပါတယ်ဒါပေမဲ့မတွေးဝေပါနဲ့ကိုရေးဆွဲထားတဲ့အတိုင်းလုပ်မယ်လို့ရည်ရွယ်ထားတဲ့အတိုင်းပဲဆက်လက်လုပ်ဆောင်ပါလို့တိုက်တွန်းထားပါတယ်ပြီးတော့တနင်္လာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားခီးသွားမယ်ဆိုရင်ဒီကာလမှာမစတင်သင့်ဘူးသွားမယ်လို့ကြံထားတဲ့သူတွေဆိုတဲ့ဒီကာလထဲမှာသွားခြင်းမျိုးကကြံ့ကြာတာတွေထင်းခေါ်တာတွေအချိတ်ဆက်တွေလွဲချော်တာမျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့တနင်္လာသားသမီးငွေကြေးပိုင်းနဲ့ပတ်သက်ရင်ဒီကာလငွေဝင်တဲ့လောက်အိတ်ပေါက်နဲ့ဖားကောက်ဆိုတော့ပြန်လည်ပြီးတော့ထွက်နေမဲ့ကာလလည်းဖြစ်ပါတယ်ဒီကာလထဲမှာတနင်္လာသားသမီးတွေအနေနဲ့လူမှုရေးတိုက်ခိုက်တဲ့ပတ်သက်ရင်ဒီကာလဟာပြောရအောင်လူမှုရေးတိုက်ခိုက်ကိုမှမရှိဘူးကိုယ်တိုင်ပဲကိုယ့်ကိုဖြစ်နေတဲ့ရှုပ်ထွေးမှုကလွယ်ရင်ကျန်တဲ့ပြင်ပရဲ့ပြောကကြောင့်ထိခိုက်မှုတွေမရှိတဲ့ကာလလို့ပြောလို့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေ queue site ပေးဖို့လိုအပ်ပါတယ်ဒီကာလဟာတနင်္လာသားသမီးတွေအနေနဲ့အဓိကအစိုးရပြောတဲ့ကိုရေးဆွဲထားတဲ့အရာတွေရီမှန်းထားတဲ့အရာတွေအဲ့ဒီအရာတွေကပုံဖော်ထားသလိုမျိုးဆက်လက်ပြီးလှုပ်ဆောင်မယ်ဆိုရင်ဖြစ်မြောက်တတ်တဲ့ကာလဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေအနေနဲ့ဒီဟောဆန်းဖိုင်ရဲ့ comment မှာမိမိတို့အနေနဲ့ကိုဖြစ်ချင်တဲ့အရာတွေကိုရည်ရွယ်ထားတဲ့အရာတွေရှိတယ်ဆိုရင်အဲ့ဒါတွေကိုလာမှတ်ပြီးတော့ဝင်ရောက်ဆူတောင်းနိုင်ပါတယ်ကျွန်တော်အနေနဲ့လည်းပါဝင်ပြီးတော့ဆူတောင်းပေးပါလိမ့်မယ်အဲ့တော့
တင်းလာသားသမီးငယ်ရွယ်သူတွေဆိုရင်လည်းဒီတစ်ပတ်တာကာလာထဲမှာအခြေရင်းနဲ့ပတ်သက်ရင်ကိုချစ်သူရဲ့ကိုယ့်ဘောကိုအရန်ကိုနိုင်စားခြင်းမျိုးတွေခံတတ်တယ်ဒီကာလချစ်သူရဲ့ကိုယ့်ကိုနိုင်စားတာကိုမိမိရဲ့အနေနဲ့သိရတာကိုရှင်ထဲမှာစိတ်မကောင်းဖြစ်တာမျိုးဖြစ်ရတာမျိုးဝမ်းနေရတာမျိုးစိတ်ထိခိုက်စရာမျိုးဖြစ်တာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ဒါပေမဲ့ဝမ်းမနေပါနဲ့မကြခင်မှာပြန်လဲပြီးတော့အဆင်ပြေသွားပါလိမ့်မယ်အိမ်အောင်တဲ့တင်လာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအိမ်အောင်ဘက်ရဲ့ကိုယ့်အပေါ်ကိုနိုင်စားခြင်းတွေလည်းခံရတဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာသူ့သဘောအတိုင်းပဲလိုက်လံပြီးတော့လှုပ်ဆောင်နေရတာမျိုးတွေဖြစ်တဲ့ကာလဖြစ်လို့မိမိအနေနဲ့အနေငယ်ပင်ပန်းဖို့ရှိပါတယ်ထီထိုးမယ်ဆိုတော့တင်လာသားသမီးတွေအနေနဲ့တုံညရဲ့ကိုယ်ရဲ့ကိုပေါင်ထိုးပေးပါဒီကာလထဲမှာတုံညရဲ့ကိုယ်ရဲ့ကိုပေါင်ထိုးပြီးတော့မိမိတို့အနေနဲ့ငွေဝင်ကောင်းပါစေဆိုပြီးတော့ဆုတောင်းကြပါဒီဟောစံဖိုင်ရဲ့ comment မှာလည်းဝင်ရောက်ဆုတောင်းလို့ရပါတယ်ပြီးတော့တင်းလာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိစီကိုကောင်းသောကံတရားတွေရရှိပြီးတော့မကောင်းတဲ့ကံတရားတွေလွင့်ပြောက်စေဖို့အတွက်ရေရရာကကိုယ့်ရဲ့အိမ်ဖျားမှာပဲပါတဲ့မုတ်တစ်မျိုးမျိုးကိုဖျားကိုလှူဒန်းပေးပါအဲ့ဒီလိုလှူဒန်းလိုက်မယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတင်းလာသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာကျွန်တော်ကတော့ဆရာဟင်းဝင်တာပါကျွန်တော်ဆရာကြီးကဗီဒီယိုတွေကပေးတယ်ဆရာကြီးကတစ်တော့အကောင့်တွေကနေ9ရက်သားမိတွေတပတ်တာတွေ့ကြုံမဲ့ကံကြမ္မာတွေဆောင်းရန်ရှောင်းရန်တွေကိုအမြဲတမ်းဟောကြားပေးနေတဲ့အာဂျနာတဲတော့ဟောဆန်အစီအစဉ်ဖြစ်ပါတယ်။အခုဒီတပတ်တာကာလထဲမှာအင်္ဂါသားသမီတွေတွေ့ကြုံမဲ့ကံကြမ္မာတွေဆောင်းရန်ရှောင်းရန်တွေကိုဟောကြားပေးမှာဖြစ်ပါတယ်။ဟောဆန်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောကြားချင်တာကကျွန်တော်ဒီမှာတီးတန့်ဗီဒီယိုမေးမြန်းချင်တာတွေအစီအရေတွေကပြုလုပ်ချင်တာတွေတချို့ကတနစ်စာဟောဆန်တွေမေးမြန်းချင်တယ်မိမိတို့အနေနဲ့တီးတန့်personal တည်ကျင်တဲ့မေးခွန်းတွေမေးမြန်းခြင်းနဲ့တချို့ကကြတော့အခြေအစီရင်အိမ်တော်ရေးစီရင်အိမ်အောင်ထွက်ဖို့ကားအောင်ထွက်ဖို့စသဖြင့်အစီရင်ရတွေကပြုလုပ်ခြင်းတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 26 3333 139 2634လုံး139ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်အဲ့ဒီမှာစာရေးပြီးမေးထားပေးပါကျွန်တော်အဲ့ဒီကနေပြီးတော့ပြန်လည်ပြီးအားလုံးကိုဖြေချပေးပါတယ်အဲ့တော့အင်္ဂါသားသမီးတွေရဲ့အတွက်ဒီတစ်ပတ်တာကာလထဲမှာတွေ့ကြုံမဲ့ကံကြမ္မာတွေခေါ်ကြရင်းအစီအစဉ်ကိုစတင်မှာဖြစ်ပါတယ်။အင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကထာဝရလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်။ထာဝရလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုရည်ရွယ်တဲ့အရာတွေဖြစ်မြောက်ဖို့ချိန်ဆိုတဲ့အရာအဲ့ပြောင်းလဲရမယ့်အရာအဲ့ပြောင်းလဲရမယ့်အရာကိုမိမိအနေနဲ့ရဲရဲတင်းတင်းနဲ့ရဲရဲဝင့်ဝင့်လှုပ်ဆောင်မှုအရေးကြီးပါတယ်။ကိုယ်တိုင်ကပြောင်းလဲခြင်းစိတ်မရှိတာမျိုးတွေကြောင့်အခွင့်အလမ်းတွေအခွင့်အရေးကောင်းတွေလက်လွတ်လိုက်ရတာမျိုးတွေဖြစ်တဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာအဓိကပြောင်းလဲခြင်းကအင်္ဂါသားသမီးတွေအတွက်အရေးကြီးဆုံးကီးလို့ပြောလို့ရပါတယ်အင်္ဂါသားသမီးဝန်ထမ်းတွေအခြေခံလူရန်စားတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအပြောင်းလဲတွေကြီးမားမားပေါ်ဖို့ရှိတယ်နေရာပြောင်းရတာမျိုးတွေပြီးတော့လောက်ရတဲ့လွတ်ပိုင်ခွင့်လောက်ရတဲ့နေရာတွေဌာနတွေပြီးတော့မတူညီတဲ့နယ်ပယ်တွေအဲ့ဒီအရာတွေပြောင်းလဲပြီးလောက်ကန်ရဖို့ရှိတဲ့ကာလဖြစ်ပါတယ်အဲ့ဒီလိုပြောင်းလဲလောက်ကန်ရလို့ဆိုပြီးတော့မိမိရဲ့အနေနဲ့ညူစုစရာမရှိပါဘူးရှေ့မှာပြောခဲ့သလိုပြောင်းလဲခြင်းဟာဒီကာလမှာကိုယ့်အတွက်အရန်ကိုကောင်းတဲ့ကာလအဲ့ဒီပြောင်းလဲမှုကိုမိမိကိုယ်တိုင်ဟာတကယ်ကိုစိတ်ပါလက်ပါနဲ့လက်ခံဖို့လိုတဲ့ကာလဖြစ်ပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့အင်္ဂါသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလတွေမှာမိမိရဲ့စီးပွားရေးကိုအတိုက်ခိုက်ကြီးမားမားဖြစ်ဖို့ရှိတယ်အဲ့ဒီတိုက်ခိုက်ခြင်းကိုမိမိကကြော်လွှားနိုင်ဖို့လိုတယ်ကြော်လွှားနိုင်ဖို့ကဘယ်လိုအရာနဲ့ကြော်လွှားရမှာလဲဆိုရင်ရင်းနှီးတဲ့သူတွေမိတ်ဆွေတွေစီကနေအကြံဉာဏ်တောင်းဖို့လိုတယ်ကိုတယောက်တည်းသဘောနဲ့မစင်စားမဆုံးဖြတ်ဖို့လိုပါတယ်ပြီးတော့အင်္ဂါသားသမီးနိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့ဒီဘက်တာကာလတွေမှာနိုင်ငံခြားခီးနဲ့ပတ်သက်ရင်ဒီကာလကစတင်တင်တဲ့ကာလလို့ပြောလို့ရပါတယ်စတင်လိုက်မယ်ဆိုရင်ကိုယ်အနေနဲ့မလိုလားအပ်နဲ့လှည့်ပြန်ရတာမျိုးတွေရောက်ပြီးကမှအစင်မပြေလို့ဆိုပြီးတော့အလုံးမဖြစ်တာမျိုးတွေအဲ့ဒါမျိုးတွေဖြစ်တတ်တဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့ပညာရေးနဲ့ပတ်သက်ရင်ဒီကာလဟာအရင်စွန့်စားလို့မသိတဲ့ကာလမှာကိုရင်းနှီးတဲ့သူတွေရှိတယ်လက်ရှိမှာလည်းသူတို့တွေကကြောင်းတက်နေတယ်လက်ရှိမှာလည်းတင်ကြားနေတယ်အဲ့ဒီလိုမျိုးမိတ်ဆွေရဲ့အခန့်ရှိတယ်သူတို့တွေလည်းလက်ရှိလုပ်နေရတာအဆင်ပြေတယ်အဲ့ဒီလိုအကြောင်းမျိုးတွေပဲအဲ့ဒီလိုပညာရေးမျိုးတွေပဲရွေးချယ်တဲ့အဲ့လိုမဟုတ်ဘဲနဲ့ဘယ်သူမှမရှိဘူးဆက်သွယ်လည်းမရှိဘူးကိုကနေပြီးတော့ line မှာတွေ့တယ်ရှာဖွေကြည့်တယ်အဲ့လိုမျိုးတွေ့ပြီးတော့ကိုကသဘောကျတယ်ဆိုပြီးတော့တွားပြီးချိတ်ဆက်မှာမျိုးအဲ့ဒီလိုမျိုးစွန့်စားတဲ့အရာမျိုးတွေရှောင်တင်တယ်လို့ပြောထားတာပါပြီးတော့အင်္ဂါသားမိတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့စွန့်စားလောက်ကင်မဲ့သူတွေအနေနဲ့ရာဂိုင်နှုန်း50ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ဒီကာလထဲမှာစဉ်းစားချင်းချင်းနဲ့တွားဖို့လိုပါတယ်မိမိအနေနဲ့အလောတကြီးငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်စွန့်စားတာတွေဆုံးဖြတ်လိုက်တာမျိုးတွေကိုရှောင်တင်ပြီးတော့
စဉ်းစားချင်းရင်ဖြတ်တန်းမှာတင့်တော်တဲ့ကာလလို့ပြောလို့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးတွေအနေနဲ့ခြေတော့နာတာမျိုးဒူးနာတာမျိုးခြေတော့နဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိတာမျိုးတွေဖြစ်ဖို့ရှိပါတယ်ဒီကာလထဲမှာအင်္ဂါသားသမီးတွေအနေနဲ့ရှေ့မှာပြောခဲ့သလိုအပြောင်းလဲတွေကကိုယ့်အတွက်ကောင်းသောကံတရားတွေဖြစ်စေတတ်တဲ့ကာလဖြစ်တဲ့အတွက်အင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေနဲ့ဒီဟောစာပိုင်းရဲ့ကွန်မန့်အောက်မှာအပြောင်းလဲကြောင့်ကံကောင်းပါစေဆိုပြီးတော့ဝင်ရောက်ပြီးတော့အားလုံးဝင်ရောက်ဆုတောင်းလို့ရပါတယ်ငယ်ရွယ်သူအင်္ဂါသားသမီးတွေအနေနဲ့ကတော့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာဂရိကြီးမမပြုတ်ဖို့ရှိတဲ့ကာလဒီကာလကဂရိကြီးမပေါ်အကြောင်းပြုပြီးတော့အခြေလမ်းထိမှာပို့ပြီးတော့လမ်းမန်းနေတာသွားဖို့ရှိတဲ့ကာလတယောက်နဲ့တယောက်အရင်ကမယုံသင်္ကာဖြစ်တာတွေတန်တရားစိတ်တွေအဲ့ဒါတွေအားလုံးကင်းရှင်းသွားမယ့်ကာလအဲ့ဒါကအဲ့ဒီဂရိကြီးမမနဲ့အကြောင်းပြုတယ်ဂရိကြီးမပေါ်မှာအခြေခံပါတယ်ပြီးတော့အိမ်အောင်တဲ့အင်္ဂါသားသမီးတွေနဲ့ဒီဘက်တာကာလတွေမှာအိမ်အောင်ဘက်အိမ်ကနေပြီးတော့ထွက်သွားတာမျိုးဆွေမျိုးသားချင်းစီကိုအလဲဘက်သွားတာမျိုးတွေဖြစ်တတ်တယ်အဓိကကတော့အိမ်အောင်ဘက်အိမ်မှာမရှိဘဲနဲ့အပြင်သွားရတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကကာလတစ်ခုကြာတဲ့အတိုင်းအတာတစ်ခုမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီအတွက်စိတ်ပင်ပန်းရတာမျိုးတွေမဖြစ်ပါနဲ့အချိန်တိုင်းအားလုံးပြန်ပြီးတော့အဆင်ပြေသွားဖို့ရှိပါတယ်ပြီးတော့အင်္ဂါသားသမီးတွေနဲ့ထီထိုးမယ်ဆိုရင်6နဲ့1ကိုပေါအောင်ထိုးရပါရေရာအနေနဲ့ကတော့အင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာမနက်စောစောမနက်6နာရီဝန်းကျင်မှာကိုယ့်ရဲ့အိမ်ဖျားမှာတောက်တော်ရီနှစ်ခွက်ကိုဖျားကိုကတ်လူပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကအင်္ဂါသားသမီးတွေအတွက်ပဲဖြစ်ပါတယ်ဗျာ။ဘယ်မင်္ဂလာပါဗျာကျွန်တော်ကတော့ဆရာဟိမွန်တာပါ။ကျွန်တော်ဆရာဟိမွန်တာပြည်ရတဲ့ပေးတယ်ဆရာဟိမွန်တာတက်တော့အကောင့်တွေကနေ900သားသမီးတွေလွယ်လင်းတစ်ခုပြုလို့ရတဲ့စီရင်ရတဲ့တွေနဲ့အခုလိုတပတ်တာတွေ့ကြုံမဲ့ကံကြမ္မာတွေဆောင်းရရွှန်တွေဟောကြားပေးတဲ့အာဂျနာတေတော်ဟောစံစီစဉ်ကိုလွှင့်ပေးနေတာဖြစ်ပါတယ်။အခုလည်းဒီတပတ်တာကာလထဲမှာ900တိုင်းများတွေ့ကြုံမဲ့ကံကြမ္မာတွေကိုဟောကြားပေးတဲ့အာဂျနာတေတော်ဟောစံစီစဉ်ဖြစ်ပါတယ်။အခုဟောကြားပေးမှာကဘိုလ်တော်ဦးသားသမီးတွေအတွက်ဖြစ်ပါတယ်။ဘိုလ်တော်ဦးသားသမီးတွေအတွက်ဒီတပတ်တာကာလထဲမှာဆောင်းရရွှန်တွေတွေ့ကြုံမဲ့ကံကြမ္မာတွေဟောကြားပေးမှာပါ။ဟောစံအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောပြချင်တာကကျွန်တော်ဒီမှာပြည်ရင်မင်းမြန်းကျင်တာတွေအစီအရင်တရားပြုလုပ်ချင်တာတွေတချို့ကတနည်းစာဟောစံမင်းမြန်းကျင်တယ်မိမိတို့တီးတန်းသိကျင်တဲ့မိကုန်းတွေမင်းမြန်းကျင်တယ်ဒါမှမဟုတ်အစီအရင်တရားပြုလုပ်ချင်တယ်အိမ်အောင်ထွက်ချင်တယ်ကားအောင်ထွက်ချင်တယ်အခြေရေးအတွက်အိမ်အောင်ရေးအတွက်စတဲ့အစီအရင်တရားပြုလုပ်ချင်တဲ့မိတ်ဆွေတွေနဲ့ဟောစံမင်းမြန်းကျင်တဲ့မိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 26 3333 133 2634လုံး133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေလာရောက်ဆက်သွယ်မင်းမြန်းစုံစမ်းနိုင်ပါတယ်အခုစတင်ပြီးတော့ဘုဒ္ဓဦးသားသမီးတွေအတွက်ကံကြမ္မာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်ဘုဒ္ဓဦးသားသမီးတွေနဲ့ဒီဘက်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြက justice လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ် justice လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်ဘုဒ္ဓဦးသားသမီးတွေနဲ့ဒီကာလထဲမှာမိမိအနေနဲ့ကိုယ့်ရဲ့လှုပ်ဆောင်တဲ့အရာကိုလေတိုက်တိုင်းရင်းရမလို့တဲ့ကာလဒီကာလမှာအရေးကြီးဆုံးကဘယ်ဘက်ကမှမရင်းနဲ့ကိုလုံးအမဲ့အရာကိုမှန်မှန်လေးသွားနေဖို့ပဲလို့တယ်အဲ့လိုမှန်မှန်သွားနေရုံနဲ့မိမိစီကိုကောင်းတဲ့ကံတရားတွေရရှိစေမှာပါဒီကာလထဲမှာပြီးတော့ဗုဒ္ဓဦးသားမိတွေအနေနဲ့ကိုယ်အနေနဲ့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေကိုငွေကြေးထောက်ပံ့နိုင်မဲ့ကာလဖြစ်ပါတယ်ပြီးတော့ဗုဒ္ဓဦးသားမိဝန်ထမ်းတွေအခြေခံလူရန်စားတွေဒီတစ်ပတ်တာကာလထဲမှာငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်စနလိုမျိုးငွေဝင်ကောင်းဖို့ရှိတယ်အဲ့ဒီငွေဝင်ကောင်းဖို့ရှိခြင်းကဘယ်ဟာကိုအခြေခံနေလဲဆိုရင်မိမိအနေနဲ့လေတိုက်တိုင်းမရင်းဖို့ကိုအခြေခံနေပါတယ်ဒီတိုင်းရင်းနေဆိုတဲ့အရာတွေမှာကိုကနေပြီးတော့အလုပ်တစ်ခုကိုပုံမှန်လုပ်နေအဲ့ဒီလုပ်နေတဲ့အရာကအဆင်ပြေနေတယ်ဒါပေမဲ့မိတ်ဆွေအပေါင်းအသင်းတွေကဟဲ့ဟိုဟာကိုသွားရအောင်ဒီဟာကိုသွားရအောင်ဟိုဘက်ကိုသွားမယ်လေဒီခီးထွက်ရအောင်လေအဲ့ဒီလိုအရာတွေမှာလိုက်ပါတာမျိုးအပျော်ဘက်ကိုလိုက်ပါသွားတာမျိုးတွေတယောက်ကလာခေါ်လို့လိုက်ရင်းတာတွေဒီအလုပ်ကလက်ရှိကောင်းနေပါလေနောက်အလုပ်ကိုတစ်ခုကိုလာပြီးဆွဲဆောင်လို့အဲ့ဒီအလုပ်ကိုကိုကစိတ်ကရင်းရင်သွားတာတွေအဲ့လိုမျိုးမရင်းဖို့ကအရေးကြီးတဲ့ကာလပါပြီးတော့ဗုဒ္ဓဦးသားမိတွေအနေနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်းရှေ့မှာပြောခဲ့သလိုမိမိရဲ့ရှောက်လန်းနေတဲ့အရာပုံဖော်နေတဲ့စီးပွားရေးကိုပဲဦးစားပေးဖို့လိုတဲ့ကာလဖြစ်ပါတယ်ဗုဒ္ဓဦးသားမိနိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားနဲ့ပတ်သက်ရင်ကိုသွားမဲ့အရာတွေကိုဆက်သွယ်ထားတဲ့အရာတွေအဆက်အသွယ်တွေပြတ်တောက်တတ်တယ်အဲ့အဆက်အသွယ်တွေနဲ့ပတ်သက်ပြီးတော့ကိုအနေနဲ့အစင်မပြေတာမျိုးတွေအထင်ငေါ်လေးဖြစ်ဖို့ရှိပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့လူမှုရေးအတိုက်ခိုက်တွေများနေတတ်တယ်ဗုဒ္ဓဦးသားမိအနေနဲ့ဒီကာလထဲမှာလုပ်ငန်းပိုင်းဆိုင်ရာအတိုက်ခိုက်လေးတွေရှိပါတယ်ပုံမှန်တခြားသူတွေမှာတော့အဲ့လောက်ကြီးမားမရှိပါဘူးငွေကြေးနဲ့ပတ်သက်ရင်ဒီကာလဟာငွေပုံမှန်ဝင်နေဖို့ရှိသလိုအဲ့ဒီငွေကမိမိလက်ထဲမှာမြဲမြံနေဖို့ရှိတဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာကျန်းမာရေးနဲ့ပတ်သက်ရင်ဗုဒ္ဓဦးသားမိအနေနဲ့လေနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေဂိမ်းဆိုင်ပြီးဖို့လိုအပ်ပါတယ်
ရှေ့ပိုင်းမှာပြောခဲ့ဆိုဒီကာလဟာဗုဒ္ဓဦးသားသမီးတွေနဲ့ဆွေမျိုးသားချင်းတွေမိမိဝင်းကျင်တွေကိုငွေကြေးထောက်ပံ့လှူဒါန်းနိုင်မဲ့ကာလဖြစ်တဲ့အတွက်အဲ့ဒီလိုများများလှူဒါန်းနိုင်ပါစေဆိုပြီးတော့ဒီဟောစန်းဖိုင်ရဲ့အောက်ကွန်မန့်မှာဗုဒ္ဓဦးသားသမီးမိတ်ဆွေတွေအနေနဲ့ဝင်ရောက်ဆုတောင်းသွားနိုင်ပါတယ်ငယ်ရသူဗုဒ္ဓဦးသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာစိတ်တွေအရန်ပင်ပန်းပြီးတော့စိတ်ရှုပ်ထွေးနေရတတ်တဲ့ကာလအခြေလန်းခီးလန်းမှာငါတို့ဒီတိုင်းဆက်တော့တာမှန်ရဲ့လားဆိုပြီးတော့ပြန်ပြီးတော့ဝေဝါးဝါနဲ့စိတ်တွေရှုပ်နေတတ်တဲ့ကာလဖြစ်ပါတယ်အိမ်အောင်တဲ့ဗုဒ္ဓဦးသားသမီးတွေအနေနဲ့ကဒီကာလထဲမှာအလိုမကျတာတွေဖြစ်နေတတ်တယ်ကိုဖြစ်ချင်တဲ့အရာနဲ့ဖြစ်နေတဲ့အရာတွေလက်တွေလှုပ်ဆောင်နေရတဲ့အရာတွေကတိတ်မကိုက်ညီတာမျိုးတွေဖြစ်နေပြီးတော့စိတ်ရှုပ်ထွေးနေရတတ်တဲ့ကာလဖြစ်ပါတယ်ဒါကအိမ်အောင်ရင်းနဲ့ပတ်သက်ပါတယ်ထီထိုးမယ်ဆိုရင်တော့ဗုဒ္ဓဦးသားသမီးတွေအနေနဲ့တုံညရဲ့3ရယ်ကိုပေါအောင်ထိုးပေးပါရေတရားအနေနဲ့ကတော့ငှက်လွတ်တာမျိုးငှက်အစာကျွေးတာမျိုးတမျိုးမျိုးကိုပြုလုပ်ပြီးတော့မိမိတို့ရဲ့လိုရင်ဆန္ဒတွေကိုလေးလေးနက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ်စီကိုကောင်းသောကံတရားရတာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကဗုဒ္ဓဦးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဆရာဟိမွန်ပါကျွန်တော်ဆရာဟိမွန်ကပေရင်ရေတရားပေးတယ်ဆရာဟိမွန်ကတက်တော့အကောင့်တွေကနေပြီးတော့9ရက်သားသမီးတွေတပတ်တာတွေ့ကြမဲ့ကံကြမ္မာတွေဆောင်းရန်ရှောင်းရန်တွေကိုဟောကြားပေးမယ်အာဂျနာတေတော်ဟောဆန်းအစီအစဉ်ဖြစ်ပါတယ်အခုဟောကြားပေးမှာကကြာသာပေးသားသမီးတွေအတွက်ဖြစ်ပါတယ်ဒီဘက်တာကာလာထဲမှာကြာသာပေးသားသမီးတွေဆောင်းရန်ရှောင်းရန်တွေတွေ့ကြမဲ့ကံကြမ္မာတွေဟောကြားပေးမှာပါဟောဆန်းအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ဒီမှာပေရင်မင်းမြန်ကျင်တာတွေအစီအရင်တွေကပြုလုပ်ချင်တာတွေအတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်3992633333 26343133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ဥပဒေအနေနဲ့အခုစတင်ပြီးတော့ကြာသာပေးသားသမီးတွေအတွက်ဟောကြားပေးတော့မှာဖြစ်ပါတယ်။ကြာသာပေးသားသမီးတွေအနေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြက The Sun လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်။ The Sun လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်ကြာသာပေးသားသမီးတွေအနေနဲ့ဒီဘက်တာကာလာထဲမှာမိမိစီကိုကောင်းတဲ့ကံတရားတွေလှပတဲ့နေအောင်ကြီးနုနုတွေကိုယ့်စီကိုဖြာဆင်းလာသလိုမျိုးပဲကံတရားတကယ်ကိုလှပတဲ့ကံတရားလေးတွေကိုယ့်စီကိုရောက်ရှိလာဖို့ရှိတဲ့ကာလပါဒီကာလထဲမှာမိမိအနေနဲ့ကံ၅ပါးကိုထိန်းသိမ်းတာမျိုးတွေကအရေးကြီးပါတယ်ဒီကာလထဲမှာကံ၅ပါးနဲ့ပတ်သက်ပြီးတော့ဖောက်ဖျက်ကျူးလွန်မိရတဲ့ဆိုရင်ဆနမပြောတဲ့လှပတဲ့ကံတရားတွေကမှင်းမိန်သွားတတ်တယ်လုံးဝပြက်ကွယ်သွားတာမျိုးမဟုတ်ပြင်မဲ့ကံတရားရဲ့အထောက်ပံ့တွေကအရန်ညော့နေတော့ဖို့ရှိတဲ့ကာလပါပဲပြီးတော့ကြာသာပေးသားသမီးဝန်ထမ်းတွေအခြေခံလွှမ်းစားတွေအနေနဲ့ဒီဘက်တာကာလထဲမှာမိတ်ဆွေအပေါင်းအသင်းလုပ်ငန်းပေါ်ကြောင့်ပျော်ရွှင်ရဖို့ရှိသလိုလုပ်ငန်းပေါ်ကြောင့်စီးပွားရေးငွေကြေးပိုင်းဆိုင်ရာတွေအလုပ်ပိုင်းဆိုင်ရာတွေမှာအရန်ကိုပြည်လည်ပြီးအစဉ်ချောမွေ့နေဖို့ရှိတဲ့ကာလဖြစ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုလည်းအဲ့ဒီမိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆက်တူလုပ်မဲ့ကိစ္စမျိုးတွေရှိတယ်ဆိုရင်အများဆုံးစတင်တင်တယ်ဆက်တူကိစ္စတွေမှာအရင်းနှီးမြှုပ်နှံမယ်လို့ကြံရထားတယ်ဆိုရင်အများဆုံးဖော်ဆောင်တင်ပါတယ်နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့ကြာသာပေးသားသမီးတွေဆိုရင်ဒီကာလထဲမှာကိုမိတ်ဆွေအပေါင်းအသင်းကိုအကြောင်းပြုပြီးတော့နိုင်ငံခြားခီးလန်းကိစ္စတွေမှာအစဉ်ချောဖို့ရှိတယ်ပျော်ရွှင်ရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်ဒီကာလထဲမှာစတင်မယ်ဆိုရင်လည်းအမြန်ဆုံးစတင်တင်ပါတယ်ဘယ်လိုနေရာတွေမှာစတင်တင်လဲဆိုရင်မိတ်ဆွေအပေါင်းအသင်းနဲ့ဆက်တဲ့မျိုးရှေ့ကမိတ်ဆွေအပေါင်းအသင်းကလောက်ခဲ့မှုတဲ့ agent မျိုးတွေကုမ္ပဏီမျိုးတွေကိုချိတ်ဆက်တာမျိုးတွေကပို့ပြီးတော့ကိုယ့်အတွက်လမ်းကြောင်းတင်ဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့ကြာသာပေးသားသမီးတွေရဲ့အနေနဲ့ဒီကာလထဲမှာအတိုက်ခိုက်အနှောက်အယှက်အနေနဲ့မရှိတဲ့ကာလပါဒီကာလထဲမှာမျက်နှာမြင်ချစ်ခင်နေမဲ့ကာလဒီကာလထဲမှာအနှောက်အယှက်ဆိုတာမျိုးကပြောလောက်အောင်ဘာမှမရှိမဲ့ကာလဒီကာလထဲမှာအားလုံးအစဉ်ချောနေဖို့ရှိပါတယ်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်စွန်စားလုတ်ကင်မယ်လို့ကြံထားတဲ့သူတွေငွေကြေးနဲ့ပတ်သက်ပြီးတော့စွန်စားမယ်ဆိုရင်ဒီကာလဟာရာခိုင်နှုန်း85လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်စွန်စားလုတ်ကင်တင်တဲ့ကာလလည်းဖြစ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့အယိုးနဲ့ပတ်သက်တဲ့ဝေဒနာတွေပြီးတော့အကျောနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေယူဆပြီးဖို့လိုအပ်ပါတယ်ရှေ့မှာပြောခဲ့သလိုကြာသာပေးသားသမီးတွေအနေနဲ့ဒီကာလဟာကံတရားကလှလှပပနဲ့ကိုယ့်စီကိုရောက်ရှိလာတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြည့်ရှုနေတဲ့ကြာသာပေးသားသမီးကျွန်တော်ရဲ့မိတ်ဆွေရဲ့အနေနဲ့ဒီဟောစန်းဖိုင်ရဲ့ comment မှာမိမိတို့စီကိုလှပတဲ့ကံတရားတွေရရှိပါစေဆိုပြီးတော့ဝင်ရောက်ဆုတောင်းတွားနိုင်ပါတယ်။ငယ်ရသူကြာသာပေးသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလဟာချစ်သူအစ်စ်တွေရရှိတတ်တယ်။လက်ရှိမှာကိုယ်မှာချစ်သူရည်သားရှိပြီးသားဆိုရင်လည်းရှိနေပါလျက်နဲ့တခြားသူတွေရဲ့ချစ်ကပ်ခြင်းမျိုးတွေခံတတ်တဲ့ကာလအဲ့ဒီလိုလူမျိုးတွေအနေနဲ့ကတော့တစ္ဆာတရားကိုလက်ကင်ထားဖို့လိုအပ်တဲ့ကာလလည်းဖြစ်ပါတယ်။အိမ်အောင်တဲ့ကြာသာပေးသားသမီးတွေအနေနဲ့ဒီကပတ်တာကာလမှာအိမ်အောင်ဘက်ရဲ့ကိုယ့်အပေါ်ကိုယူဆခြင်းခံရတတ်တယ်။ဘယ်လိုအရာကိုအကြောင်းပြုပြီးယူဆခံရတတ်လဲဆိုရင်ပညာရက်ပိုင်းဆိုင်ရာတွေငွေကြေးပိုင်းဆိုင်ရာတွေအဲ့နှမျိုးတွေကတစ်မျိုးမျိုးကိုအကြောင်းပြုပြီးတော့ယူဆခြင်းကိုခံရတတ်တဲ့ကာလလည်းဖြစ်ပါတယ်။ဒီကာလထဲမှာထီထိုးမယ်ဆိုရင်တော့ကြာသာပေးသားသမီးတွေနဲ့1နဲ့9ကိုပေါအောင်ထိုးပေးပါ။ရေတရားအနေနဲ့ကတော့
ကိုယ့်ရဲ့အိမ်နီးနားမှာရှိတဲ့ဖျားတဆူဆူရဲ့တနင်္ဂနွေထောက်ကိုသွားပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနဲ့တောင်းဆိုပြုဝေပါလှူဒန်းရမယ့်ပစ္စည်းကတော့မင်းမျိုးပန်းသို့မဟုတ်ပဲမဟုတ်အဲ့ဒီလှူဝဲပစ္စည်းတစ်ခုကိုလှူဒန်းပြီးတော့တနင်္ဂနွေထောက်မှာလှူဒန်းပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနဲ့တောင်းဆိုပြုဝေပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကြာသာပေးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဆရာဟိမွန်တာပါကျွန်တော်ဆရာဟိမွန်တာပေရင်ရတွေကပေတယ်ဆရာဟိမွန်တက်တော့အကောင့်နေရတယ်9ရက်သားမြည့်တပတ်တာတွေ့ကြမဲ့ကံကြမ္မာတွေဆောင်းရံရှောင်းရံတွေကိုဟောကြားပေးနေတဲ့အာဂျနာတဲတော့ဟောဆန်းစီစဉ်ဖြစ်ပါတယ်ဟောဆန်းစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ဒီမှာပေရင်မင်းမြန်ကျင်တာတွေစီရတွေပြုလုပ်ချင်တာတွေဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်3992633333 26343133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေလာရောက်ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါတယ်။အခုတောက်ကြသားသမီးတွေအတွက်တပတ်တာတွေ့ကြမဲ့ကံကြမ္မာတွေဆောင်းရံရှောင်းတွေကိုဟောကြားပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဟာမင်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်။ဟာမင်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာမိမိရဲ့အနေနဲ့ကိုယ့်စီကိုကံတရားကောင်းတွေရရှိစေဖို့အတွက်ကိုကတည့်ရဲ့သင်ခန်းစာတွေကိုပြန်ပြီးတော့ကြည့်ရှုဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာဝန်ထမ်းတွေအခြေခံလူရန်သားတွေဆိုရင်လည်းဒီတစ်ပတ်တာကာလထဲမှာမိမိအရင်ကရှေ့ပိုင်းမှာကိုယ်အရင်ကလုပ်ခဲ့တဲ့အတိတ်မှာဘာတွေမှားခဲ့တယ်ဘယ်လိုအရာတွေမှာလွဲချော်ခဲ့တယ်ဘယ်လိုအရာတွေတော့မလုပ်ဆောင်ခဲ့တင်ဘူးအဲ့ဒီအရာတွေကိုသင်ခန်းစာကောင်းကောင်းယူပြီးတော့ဖြတ်သန်းတဲ့ကာလအဲ့လိုဖြတ်သန်းမယ်ဆိုရင်ဒီကာလထဲမှာဝန်ထမ်းတွေအခြေခံလူရန်သားတွေအနေနဲ့ကိုယ့်စီကိုရောက်ရှိလာတဲ့အခွင့်အလမ်း